Okay လာပြီမျိုးတို့တွေဒါကတော့ကျွန်တော်တို့ဒီ1 click နဲ့ကျွန်တော်တို့ဗီဒီယိုထည့်ပြီး1 click နှိပ်လိုက်ရုံနဲ့ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုံးလုံးကို movie recap ဗီဒီယိုတစ်ပုံးလုံးကို auto เนาะကျွန်တော်တို့အတက်ပေးမယ်ဒီမှာအတိုင်းထည့်ပေးမယ်ပြီးကျွန်တော်တို့ဒီဗီဒီယို5 second ချားစီကိုကျွန်တော်တို့split ကျွန်တော်လုပ်ပေးမယ်ပြီးကျွန်တော်တို့ဗန်ညာပြောင်းပေးမယ်เนาะကျွန်တော်တို့အတက်စီရမလိုဘဲနဲ့ဟိုသူ auto အတက်ပေးမယ် website တစ်ခုကိုကိုယ်တိုင်ဖုန်းနဲ့ဖန်တီးနေပေါ့เนาะကိုယ်တိုင်ဖုန်းနဲ့ဖန်တီးလို့ရမယ်ကျွန်တော်ဘာမှလုပ်စီရမလို့เนาะကျွန်တော်တို့ကဒီကိုလုံးမဲ့ movie recap လုံးမဲ့ဗီဒီယိုကိုကျွန်တော်တို့က down ပြီးတော့ဒီ website ထဲမှာကျွန်တော်တို့ထည့်ပေးလိုက်ရုံပေါ့เนาะထည့်လိုက်တာသူက auto ကျွန်တော်တို့ဒီသူကကျွန်တော်တို့ဗီဒီယိုဖြည့်ညက်ကလုပ်ပေးမယ်5 second သာဖြည့်ညက်ကလုပ်ပေးမယ်ပြီးရင်မြန်မာအတန်းသူက auto ထည့်ပေးလိမ့်မယ်เนาะကျွန်တော်တို့ edit လုပ်ပြီးသားကျွန်တော်တို့ဘာမှလုပ်စီရမလို့ကျွန်တော်တို့ကဒီဗီဒီယို down ပြီးပြီဆိုရင်ကိုယ့်ဟာကိုဒီ edit software ထဲမှာကိုယ့်ဟာကိုဒီသူမှာ auto ဘာလာစာတန်းလေးဖြောက်လိုက်ရုံပေါ့เนาะသူကကျွန်တော်တို့ဗီဒီယိုတွေ5 second သာဖြည့်ကြလည်းမလို့เนาะဒီမှာဆိုကျွန်တော်ဒီမှာ website ကိုကျွန်တော်ထုတ်ပြီးသွားပြီကျွန်တော်เนาะမှာ website လုပ်ပြီးသွားเนาะ website လုပ်တာဖုန်းနဲ့လုပ်လို့ရတယ်เนาะဒီ website ကိုเนาะကိုယ်တိုင်လုပ်လို့ရတယ်เนาะဘာမှပတ်စံမကုန် free เนาะဒီ website လုပ်တဲ့ချိန်တော့ကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ပေးထားတယ်เนาะအဲဒီမှာခုလုပ်ပြီးသွားပြီဆိုကျွန်တော်တို့လုပ်မဲ့ဗီဒီယိုကျွန်တော်အလုပ်တင်ပေးလိုက်မယ်ဒီ website ထဲမှာเนาะဒါ website ကျွန်တော်လုပ်ပြီးသွားပြီเนาะဒါဆိုကျွန်တော်တို့ဗီဒီယိုတွေကတော့မှာစပြီးတော့လုပ်နေတယ်ဒီနေ့မှာကျွန်တော်တို့တော့မှာเนาะ AI ဘာသာပြန်ခိုင်းမယ်เนาะမှာကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာသူကသာထုတ်ပေးလိမ့်မယ်เนาะကျွန်တော်တို့ဒီမှာမူရင်းတန်ဖြောက်တဲ့ဟာရောပါရเนาะအဲဒီမှာကျွန်တော်တို့ဗီဒီယိုသူကစစ်ဆေးပြီးကျွန်တော်တို့ဒီမှာစခရစ်ရေးပြီးเนาะသာထုတ်ခိုင်းနေတယ်เนาะမြန်မာဘာသာထုတ်ရထုတ်ပြီးကျွန်တော်တို့မှာအားတော့နှိပ်လိုက်ရုံပဲเนาะကျွန်တော်တို့ကခိုင်းပြီးခိုင်းရုံပဲเนาะဒါဆိုကျွန်တော်တို့မှာ AI မြန်မာဝီကက်သာဖန်တီးပြီးပါပြန်အောက်မှာเนาะကျွန်တော်တို့မှာသာတွေသူအော်တိုရေးပြီးထားတယ်စခရစ်ရေးပြီးပါရဲ့ဒါမှမဟုတ်မှာစဇာညောင်းเนาะမှာစခရစ်သာရေးပြီးပါเนาะပြီးကျွန်တော်တို့ဒီနေ့မှာမူရင်းတန်ဖြောက်တဲ့ဟာအော်တိုပါတယ်ကျွန်တော်5 secondเนาะကျွန်တော်တို့ဆင်ညက်ကလေးကိုလုပ်ကြเนาะပြီးကျွန်တော်ပုံပညာလှည့်လိုက်ဒါဆိုကျွန်တော်ရဲ့ဒီဗီဒီယိုကဒါပညာလှည့်ပြီးเนาะဒါမူရင်းဗီဒီယိုကညာဘက်လှည့်ထားတာဒါသူအော်တိုဘယ်ဘက်ကိုလှည့်ပြီးတာเนาะ5 second လာဖြတ်ပြီးတာเนาะအော်တိုလုပ်ပြီးသားတယ်เนาะဘာမှလုပ်စရာမလိုเนาะဒါဖုန်းနဲ့လုပ်လို့ရတဲ့ website เนาะဒါခါလေးလုပ်ထားတာလုပ်ပြတာဒီ website ကိုလိုချင်လို့ရှိရင်ကျွန်တော်ရဲ့ဒီ movie recap ကိုယ်ပိုင် movie recap ဇလန်ထုံးလေးတင်တန်းမှာကျွန်တော်ဒီ website လုံးလေးကိုပါကျွန်တော်ထည့်ပေးကြပါเนาะတင်တန်းတက်ချင်တော့ Telegram မှာလာကြရင်เนาะပြီးကျွန်တော်တို့အပေါ်နဲ့စောက်တင်ပြီးကျွန်တော်ဗီဒီယိုအစ်စ်ပေါင်းဆက်ထုတ်လို့ရဆိုတာကိုကျွန်တော်နှိပ်လိုက်ရုံပဲเนาะနှိပ်လိုက်ကျွန်တော်တို့မှာကျွန်တော်တို့ဒီမှာအတန်းနဲ့ဗီဒီယိုကျွန်တော်ထုတ်ပေးလိမ့်မယ်เนาะအဲဒီမှာရုပ်ရရှင်ပေါင်းပြီးတော့မှာတော့ခုနော်ဒါဆိုကျွန်တော်တို့ဗီဒီယိုလုပ်ပြီးသွားเนาะအခုလိုကြာတိုင်းလုပ်ပြီးသွားပြီဆိုရင်ဒါပြရပြီเนาะဗီဒီယိုလေးကျွန်တော်ထောင်းလိုက်เนาะဗီဒီယိုထောင်းလို့ဆိုရင်ထောင်းလိုက်ဒါဆိုပြီးသွားပြီဆိုတော့ကျွန်တော်တို့ movie တွေကဗီဒီယိုရပါပြီเนาะကျွန်တော်တို့ဘာမှအချင်းကိုရမ်းမလို့လှုပ်ဆက်လည်းမလို့အော်တိုကျွန်တော်တို့ edit လုပ်ပေးတဲ့ဟာရပါပြီเนาะဘာတင်တန်းမှာလည်းကျွန်တော်တို့ပတ်ပြီးတက်လည်းမလို့เนาะဝယ်ရလည်းမလို့ free unlimited လို့ရတယ်pop flow တွေကိုကျွန်တော် free သုံးလို့ရနော်ခက်တယ်လည်းမကုန်ဒါဆိုကျွန်တော်တို့မှာနော်ဗီဒီယိုထုတ်ပြီးသွားပြီနော်မှာနော်အတန်နေရတာ auto ထည့်ပြီးသွားကျွန်တော်တို့ကဒီ edit software ထဲမှာပြန်ပြီးတော့ကျွန်တော်ဒီသူ့မှာမူရင်းပါလာတဲ့စာသားလေးတွေကိုကျွန်တော်တို့ကဖုံးလိုက်ရုံပဲနော်ဒါပဲနော် okay နော်မှာ website ရသွားပြီဒီ website ကိုကျွန်တော်လုံးလေးကိုကျွန်တော်တင်တန်းမှာကျွန်တော်တင်တန်းသားတွေကုန်တင်ပေးနော်ဒီ website ကိုကျွန်တော်တို့က software ပုံစံမျိုးလေးနဲ့ဖုံးပေါ်မှာဖုံးမြင်နေပြီမှာဘယ်လိုတင်ရမှာဆိုကိုတစ်ခါတင်ပြလိုက်နော်ဒီမှာကိုယ်ဆိုလို့ website ထဲဝင်လိုက်မယ်ပြီး app ထဲနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာလောက်ထားတဲ့ခုနလောက်ထားတဲ့ website เนาะ website ကိုဒီ movie ကလောက်တဲ့ website ကို auto edit ပေးတဲ့ website ကိုကျွန်တော်တို့ကဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုကျွန်တော်တို့ကဒီအပေါ်ဆုံးက73သက်ကိုနှိပ်လိုက်ပဲเนาะ73သက်ကနေပြီးတော့ကျွန်တော် add to home screen နှိပ်လိုက်ရင်ကျွန်တော်ဖုန်းထဲမှာသူ software ပုံစံမျိုးနဲ့ကျွန်တော်တို့ဖုန်းထဲမှာရောက်လာမယ်เนาะ okay ဒါဆိုကျွန်တော်တို့ကအသင့်ကျွန်တော်တို့ကို movie ကလောက်ချင်တဲ့ video ထောင်းပြီးတော့เนาะဒီထဲမှာထည့်လိုက်ရုံပဲထည့်လိုက်ပြီးကျွန်တော်တို့ဗီဒီယိုထုတ်လိုက်ရုံပဲဘာမှ script တွေကျွန်တော်ဒီ SRT file တွေဘာတွေထုတ်ရမလို့တော့เนาะကျွန်တော်တို့အရန်ကိုအချင်းကိုနဲ့တက်တာတယ်အရန်လည်းမြန်ဆန်တယ်ပေါ့เนาะဖုန်းနဲ့လည်းပဲကိုယ်တိုင်လုပ်လို့ရတယ် unlimited ပေါ့เนาะကျွန်တော်တို့ဒီဘာမှအကန့်အသတ်မရှိထုတ်လို့ရတယ်เนาะဘာမှ credit တွေဝယ်ရမလို့ free လုပ်လို့ရတယ်ဒီ website ကိုကျွန်တော်ရဲ့သင်တန်းမှာကျွန်တော်တင်ပေးတယ် movie တွေကတမရဇလန်းတွေမလုပ်ဖ ೇನೆ ကိုပိုင် movie တွေကဇလန်းတွေထုတ်ပြီးတော့ copyright လုပ်ပြီးတော့ရှည်ရက်တည်နေတဲ့သူတွေအတွက်ကိုလည်းကိုပိုင် movie တွေကလုံးနီးသင်တန်းကိုကျွန်တော်ဖွင့်ထားပြတယ်တော့ကိုမိတ်ဆွေတို့ဒီဒါရောအကုန်လုံးတင်တန်းမှာပါမှာဖြစ်တယ်เนาะတင်တန်း join ရင်တော့ Telegram မှာ join လိုက်ပေါ့เนาะဒီမှာထည့်ပေးထားမယ် okay